မြန်မာလက်ရွေးစင်မျိုးသမီးဖူဆယ်ဘောလုံးအသင်းကတော့ဘောဘကွယ်ရှုံးနေနေဖြစ်ပါတယ်။ဗမာရှုံးနေနေရတယ်ဆိုတော့2026ခုနှစ်အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲမှာရှုံးနေနေတာဖြစ်ပါတယ်ခင်ဗျ။2026ခုနှစ်အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲမှာမြန်မာလက်ရွေးစင်ဖူဆယ်အမျိုးသမီးအသင်းကအုပ်စုခါဝေးမှာကြောက်နေပါတယ်။အခုနှစ်ပွဲကစားပြီးပါပြီ။တစ်ပွဲမှမနိုင်ပါဘူး။နှစ်ပွဲလုံးရှုံးပါတယ်ခင်ဗျ။ပထမပွဲလုံးကတော့တကူးမရှိတော့လည်းပဲကတ်ရှုံးတာပါ။ဒုတိယပွဲလည်းတော့တော်တော်လေးတိုးတက်လာတယ်ခင်ဗျ။ရှောက်ကူတကူနဲ့ကိုပြရှုံးနေတဲ့ဖြစ်လာပါတယ်ဟုတ်ကဲ့ဒီတော့မြန်မာလက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းဟာပထမတော့အိုးမဲလေးနဲ့တုတ်တာခင်ဗျအခုတော့ကတ်တရာစီဘုံနဲ့ကိုခေါင်းဆွဲနေတဲ့အဆင့်ထိရောက်သွားပြီးတော့ပြောရပါလိမ့်မယ်ဟုတ်ကဲ့ပြည်သက်တွေလည်းတော်တော်အဆက်ကွဲရတယ်ပေါ့လေ2026ခုနှစ်အာဆီယံဖူဆယ်ချန်ပီယံရှစ်အုပ်စုခါဝေးရဲ့အုပ်စုဖွင့်ပွဲစဉ်မှာမြန်မာလက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းကဖိလစ်ပိုင်လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းနဲ့တွေ့ဆုံခဲ့ပါတယ်အဲ့ပွဲစဉ်မှာဖိလစ်ပိုင်လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းကမြန်မာလက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းကိုတကူကူမရှိဆွေရလာနဲ့အနိုင်ယူသွားခဲ့ပါတယ်ခင်ဗျအဲ့ဒီနေ့တုန်းကနောက်ထပ်အုပ်စုပွဲစဉ်ဖြစ်ဒီအုပ်စုကဩစတြေးလျနဲ့ဗီယက်နမ်တို့ကစားခဲ့ပါတယ်ဩစတြေးလျလက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းကဗီယက်နမ်လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းကိုနှစ်ကူမရှိနဲ့အနိုင်ရရှိသွားခဲ့ပါတယ်ခင်ဗျဒီနေ့မှာတော့အမျိုးသမီးအာဆီယံဖူဆယ်ချန်ပီယံရှစ်အုပ်စုခါရဲ့အုပ်စုဒုတိယပွဲစဉ်တွေကိုဆက်လက်ရှင်နိုင်ခဲ့ပါတယ်မြန်မာလက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းကဩစတြေးလျလက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းနဲ့တွေ့ဆုံခဲ့ပါတယ်ခင်ဗျဩစတြေးလျလက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းကမြန်မာလက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းကိုရှောက်ကူတကူနဲ့ကိုပြက်အနိုင်ပြသွားခဲ့ပါတယ်ခင်ဗျာအုပ်စုအဖွင့်ပွဲစဉ်မှာဩစတြေးလျကိုရှုံးနိမ့်ခဲ့တဲ့ဗီယက်နမ်အသင်းကတော့ဒီနေ့ပွဲမှာဖိလစ်ပိုင်ကိုနှစ်ကူမရှိနဲ့ပြန်ပြီးအနိုင်ရသွားတယ်ဒီတော့ဒီအုပ်စုမှာဩစတြေးလျလက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းကနှစ်ပွဲကစားနှစ်ပွဲနိုင်ရမှတ်6မှတ်ရထားပြီဖြစ်ပါတယ်အုပ်စုထိပ်ဆုံးမှာဥဆောင်နေပါတယ်ခင်ဗျဗီယက်နမ်နဲ့ဖိလစ်ပိုင်အသင်းကတော့ရမှတ်3မှတ်စီရရှိထားတယ်အုပ်စုဒုတိယနဲ့တတိယနေရာမှာရှိကြတယ်ဒီတော့အုပ်စုနောက်ဆုံးပွဲစဉ်တွေကိုကြည့်လိုက်မယ်ဆိုရင်ဖိလစ်ပိုင်ကဩစတြေးလျနဲ့ကစားဖို့ရှိနေခင်ဗျဗီယက်နမ်ကတော့မြန်မာနဲ့ကစားဖို့ရှိနေပါတယ်မြန်မာလက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းအနေနဲ့ဗီယက်နမ်ကိုအနိုင်ရအောင်ကစားနိုင်မယ်ဂိုးပြတ်အနိုင်ရတယ်ဆိုရင်တော့ညှော်လင့်ချက်ခရီးရေးလေးရှင်သန်ရရှိမှာဖြစ်ပါတယ်ခင်ဗျဒါတော့မှအခြားတစ်ဖက်မှာဩစတြေးလျနဲ့ဖိလစ်ပိုင်တို့တည်ကြသွားရင်ရင်ပွဲရအောင်ပဲနေတာရှိပါတယ်ဗီယက်နမ်ကတော့မြန်မာလက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းကိုအနိုင်ကစားလိုက်ရင်အုပ်စုကနေနောက်ဆင့်တစ်ခုတည်ကြသွားအောင်ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အုပ်စုနောက်ဆုံးပွဲစဉ်တွေကိုမနက်ဖြန်ဖေဖော်ဝါရီလ26ရက်နေ့မှာကျင်းပမှာဖြစ်တဲ့ကြောင်းပြည်သက်တွေကိုအသိပေးတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာလက်ရွေးစင်မျိုးသမီးဘောလုံးအသင်းကိုမျိုးဆက်ပြတ်တောက်မှုဖြစ်ရလေအောင်မျိုးဆက်တွေကစားသမားရှာဖွေမှုတွေအခုကတည်းကလှုပ်ဆောင်ထားတဲ့နဲ့ဆိုပြီးတော့ပြည်သက်တွေကအကြံပြုပြောကြားလာပါတယ်ခင်ဗျဟုတ်ကဲ့ဘောလုံးကြီးရသုံးသက်သူတွေကလည်းမြန်မာလက်ရွေးစင်မျိုးသမီးဘောလုံးအသင်းရဲ့တိုးတက်မှုကအရန်ကိုမြန်ဆန်နေတယ်ဒါပေမဲ့ဒေတာတွင်းမှာကျန်တဲ့ပြိုင်ဘက်တွေနဲ့ရှင်းလိုက်ရင်အနှဲငယ်နောက်ရောက်လာတာကိုတော့သတိပြန်ပြုရမယ်ဆိုပြီးတော့ထောက်ပြထားပါတယ်ခင်ဗျပြီးခဲ့တဲ့စီးကင်းပြိုင်ပွဲမှာအုပ်စုကနေထွက်ရတဲ့နိုင်ရှင်ပြီးတော့ဘောလုံးကြီးရသုံးသက်သူတွေကပြောကြားထားတာဖြစ်ပါတယ်မြန်မာလက်ရွေးစင်မျိုးသမီးဘောလုံးအသင်းဟာလက်ရှိမှာတောင်းတင်းခိုင်မာတဲ့အင်အားစုတစ်ခုပိုင်ဆိုင်နေမဲ့မျိုးဆက်တွေကစားသမားပြတ်တောက်မှုကတော့ရှိကောင်းရှိလာနိုင်တယ်ဆိုပြီးတော့ပြည်သက်တွေရောဘောလုံးကြီးရသုံးသက်သူတွေကပါထောက်ပြထားကြပါတယ်ခင်ဗျမြန်မာလက်ရွေးစင်စက်ကုံမျိုးသမီးဘောလုံးအသင်းဟာလက်ရှိမှာအောင်မြင်မှုတွေရရှိနေမဲ့အဲ့ယူစက်ကုံကစားသမားတွေကအသင်းကြီးအဆင့်ကိုတက်လန်းနိုင်မဲ့ကစားသမားအရေးအတွက်ဟာအနည်းချင်းသာရှိသေးတယ်လို့ဘောလုံးကြီးရသုံးသက်သူတွေကဝေဖန်သုံးသပ်ထားပါတယ်မြန်မာလက်ရွေးစင်မျိုးသမီးဘောလုံးအသင်းဟာရှေ့အဆင့်ဆက်မှာတော်တော်လေးကိုအောင်မြင်ခဲ့ပါတယ်ခင်ဗျတန်တန်တွေတို့စန်းစန်းမော်တို့ဒီခေတ်မှာတော်တော်ကောင်းမွန်တဲ့တရားတစ်ခုရောက်ခဲ့ပါတယ်လက်ရှိမှာလည်းမြန်မာလက်ရွေးစင်မျိုးသမီးဘောလုံးအသင်းကမျိုးဆက်သစ်နဲ့မျိုးဆက်ဟောင်းပေါင်းကူးမှုတော်တော်လေးကိုအားကောင်းနေတာတွေ့ရပါတယ်ဒါပေမဲ့ဒေသရင်းပြိုင်ဘက်တွေဖြစ်တဲ့ဖိလစ်ပိုင်ဗီယက်နမ်ထိုင်းတို့ကစင်ဆန့်ပြတ်တိုးတက်နေပါတယ်ပြီးတော့နောက်ထပ်တစ်ချက်သတိပြုရမှာကအင်ဒိုနီးရှားလက်ရွေးစင်မျိုးသမီးဘောလုံးအသင်းနဲ့ကမ္ဘောဒီးယားလက်ရွေးစင်မျိုးသမီးဘောလုံးအသင်းတို့ဟာရည်မှန်းချက်တစ်ခုချမှတ်ပြီးတော့အမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းတိုးတက်ရေးခိုင်မာရေးအောင်မြင်မှုရရှိကိုအကောင့်ထဲပေါ်ဖို့စီမံကိန်းတွေချမှတ်နေကြပါတယ်ခင်ဗျဒါကြောင့်မြန်မာလက်ရွေးစင်မျိုးသမီးဘောလုံးအသင်းအနေနဲ့အခုအောင်မြင်မှုတွေကိုဆက်လက်ထိန်းသိမ်းခြင်းနဲ့ပြီးခဲ့တဲ့စီးကင်းတိုင်ပွဲကကြာရှုံးမှုတွေကိုပြန်လည်ပြင်ဆင်ခြင်းနဲ့ဆိုရင်
မျိုးဆက်တွေကစားသမားတွေကိုအဆန့်ပြတ်အောင်ရှာဖွေထားနိုင်ရမယ်ဆိုပြီးတော့ပြည်သက်တွေနဲ့ဘောလုံးကြီးရာသုံးသက်သူတွေကဝေဖန်အကြံပြုလာတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မြန်မာလက်ရွေးစင်လူစီဘောလုံးအသင်းတွေနဲ့အောင်မြင်မှုတွေကိုအခုထက်ပိုပြီးတော့ပိုင်ဆိုင်ရရှိနိုင်ပါစေပြည်သက်တွေဘောလုံးကြီးရာသုံးသက်ဝေဖန်သူတွေရဲ့အကြံပြုမှုတွေကိုလည်းအကောင်းမြင်လေ့လာပြီးတော့ပြင်ဆင်သင့်တာတွေကိုကြိုတင်ပြီးတော့ပြင်ဆင်ထားနိုင်ပါစေလို့ဒီနေရာကနေဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ